လေးလွင့်ပြဿနာတွေချားတယ်ငါတို့နှစ်ယောက်ကစိမ့်လွင့်ဘယ်ကစလို့ဘယ်လိုဆုံးနေပြီတယောက်ကိုတယောက်ချစ်ကားလို့ရှိစေဒါပေမဲ့စကားပြောရင်ကြာခဏစင်မပြေစေနားလည်းမပြောက်ဆုံးစိတ်ကုတ်တာတွေများအငင်းပွားတဲ့တန်ခမ်းထဲမှာလွှမ်းမိုးသွားဟိုကောင်မလေးနဲ့ကချစ်ကစားခဲ့တာခုတော့တန်ရရနဲ့စိတ်ချမှုတွေများသူ့ဘက်ကပြစ်လို့ငါဘက်ကပြစ်လို့ဒီလိုပဲလက်မျိုးထိုးရင်ချိန်တွေကုန်ဆုံးခဲ့ရစ်ပတ်နေတဲ့ကြိုးလိုငါတို့ရဲ့အချစ်ဖြတ်ထောက်ဖို့လည်းခက်ဆက်ဖို့လည်းမလွယ်ကူရင်ပတ်သေးကနာငိုကြက်နေတဲ့ခံစားချက်ချစ်တဲ့ဆိုတဲ့စကားပြဿနာတွေရဲ့နောက်ွယ်ရှင်တို့ကလို့ပြုံးနေမတွေ့တော့သူ့မျက်လုံးထဲမှာအချစ်မီးကမိန်ဖြော့ဖုံးကန်ပြီးဆောင်လဲစားတစ်စောင်းလဲမလားဒီလိုတိတ်ဆိတ်မှုတွေငါ့ကိုပိုးပြီးနှိပ်စက်စေရငါလည်းစိတ်ဆိုးတဲ့ကစကလုံးတွေလွန်သွားပြန်နှောင်းလာရတဲ့နှရံတွေကချာနာနှစ်ယောက်ချားမှဘူးမသိတဲ့တိုင်းဒီအတိုင်းဆက်သွားရင်နာကျင်မှုတွေလည်းရှိမှမှန်ရစ်ပတ်နေတဲ့ကြိုးလိုငါတို့ရဲ့အချစ်ဖြစ်တော့ဖို့လည်းခက်ဆက်ဖို့လည်းမလွယ်ကူရင်ပတ်သေးကနာငိုကြက်နေတဲ့ခံစားချက်ချစ်တဲ့ဆိုတဲ့စကားပြဿနာတွေနောက်ွယ်တခါလေကြတော့လွတ်ချလိုက်ခြင်းတဲ့ဒီလိုတိုက်ပွဲတွေမတိုက်ချင်တော့ဘူးရဲ့ဒါပေမဲ့မတ်တရားတွေတန်ရောစင်တွေကခိုင်းမှာချစ်ချင်းမြတ်တာကြောင့်ထပ်ပြီးတော့ကြိုးစားမယ်လားဖြစ်ရှင်းမှုလိုပြီးဒီတိုင်းဆက်သွားလို့မဖြစ်ရှာငါတို့နှစ်ယောက်ရဲ့ချစ်ဒီမှာပဲရက်မလားရှို့ငါရင်တွေကတန်တိတ်ချစ်တယ်ဒါပေမဲ့လုံးဝကိုစင်ပြေတယ်ရှစ်ပတ်နေတဲ့ကျူလို့ငါတို့ရဲ့အချစ်ဖြတ်ထားဖို့လည်းခက်ဆက်ဖို့လည်းမလွယ်ကူရှင်ပတဲ့နာဟိုကျနေတဲ့ခံစားချက်ချစ်တဲ့ဆိုတဲ့စကားပြဿနာတွေရဲ့နောက်ွယ်စိတ်ပြေပါတယ်